ကဲအားလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်တော့အချိန်လေးနည်းနည်းရရတယ်ဒီခြာလေးတော့လှုပ်ထားရဗျာရွှေချက်ဖောက်ကိုအားပေးကြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဘာသာလူညီကိုများလည်းလက်ကီးများအားလုံးဖြစ်ကြပါစေဒီတစ်ပတ်ဝမ်းချင်းရတော့9ခွန်ဝမ်းချင်းကီးအနေနဲ့ကတော့ကြိုက်တာ6 9 4ကြိုက်တယ်ရွှေချက်ဖောက်အကြိုက်ဟူးမကြော်ပေါ့ပေါ်ရူးမကြော်3ခွက်ဆိုရင်တော့9 1 9 4 9 3ကြိုက်ဆုံးမယ်လုံးပိုင်တစ်လုံးအကြိုက်ကတော့9လုံးဝမထွက်မရှိဒီတစ်ပတ်တော့ရွှေချက်ဖောက်အကြိုက်ဆုံးမယ်အားလုံးပဲလက်ကီးပွင့်ကြပါစေဗျာ